မင်္ဂလာပါရှင် Latest Data Scientist Page လေးကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ Data Analyst, Data Engineer, Data Scientist စတဲ့ဘယ် career role ကိုပဲသွားပထမဦးဆုံးအခြေခံအကျဆုံးအနေနဲ့သိရှိထားရမယ့် types of data အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် data types တွေကိုလေ့လာတဲ့အခါမှာဆိုရင်အမားတို့ shootout 2မျိုးနဲ့လေ့လာလို့ရပါတယ်ပထမတစ်ခုကတော့ structural view လို့ခေါ်တဲ့ဒီ data ရဲ့ format ပေါ်မှာမူတည်ပြီးတော့လေ့လာတဲ့ဟာပါအဲ့မှာဆိုရင်တော့ structural data, unstructured data, semi-structured data ဆိုပြီးတော့၃မျိုးခွဲပြီးတော့လေ့လာလို့ရပါတယ်ဒီအကြောင်းကိုတော့အမဒီဗီဒီယိုလေးမှာအသေးစိတ်ရှင်းပြပေးထားပါတယ်ဒီဗီဒီယိုလေးမှာတော့ measurement point of view အရထပ်မံခွဲခြားတဲ့အကြောင်းအရာလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ measurement point of view အရဆိုလို့ရှိရင် data တွေကို2မျိုးထပ်ပြီးခွဲပါတယ်။နံပါတ်1ကတော့ qualitative data လို့ခေါ်ပါတယ်။အဲ့ဒီကမှာဆိုလို့ရှိရင်တော့ data အမျိုးအစားတွေအုပ်စုခွဲတဲ့အကြောင်းအရာတွေ qualities တွေနောက်ဒီ test နဲ့ရေးထားတဲ့ data တွေပါဝင်ပါတယ်။ဒီလို data တွေကို categorical data လို့လည်းခေါ်ပါတယ်။ဒုတိယတစ်မျိုးကတော့ quantitative data လို့ခေါ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီတိုင်းတာလို့ရတယ်၊ရေးတွက်လို့ရတယ်၊ကဏ္ဍနဲ့ဖော်ပြလို့ရတဲ့ data တွေဖြစ်ပါတယ်။ဒီလို data ကိုတော့ numerical data လို့လည်းခေါ်ပါတယ်။ဆက်ပြီးတော့မှ qualitative data မှာဆိုရင်အမှားတို့က2မျိုးထပ်ခွဲတယ် nominal data နဲ့ ordinal data ဆိုပြီးတော့ဖြစ်ပါတယ်။သူတို့နှစ်ခုကဘာကွာလဲဆိုလို့ရှိရင် order တွေ rank တွေရှိခြင်းမရှိခြင်းနဲ့ဆိုင်ပါတယ်။ဥပမာအမှားတို့တိုင်းပြည်နာမည်တွေ gender တွေနောက် car brand နာမည်တွေအယောင်တွေဒီလိုဆိုလို့ရှိရင်ဒီလေမော်ရောင်အဝါရောင်အနက်ရောင်ထားပါတော့အဲ့လိုအယောင်တွေကြားထဲမှာ order တွေ rank တွေမရှိတဲ့အတွက်ဒီလိုမျိုး data type မျိုးတော့အမှားတို့ nominal data လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ order တွေ rank တွေရှိတယ်ဥပမာ education level လိုမျိုးdiploma လား bachelor လား master လားအဲ့လိုမျိုးနောက်ဒီပြိုင်ပွဲ result တွေ first second third လိုမျိုးနောက်customer satisfaction လိုမျိုး1 star 2 star 3 star 4 star ပေါ့နော်အဲ့လိုမျိုးဒီ order တွေ rank တွေရှိတဲ့ data type မျိုးတော့အမှားတို့က ordinal data လို့သတ်မှတ်ပါတယ်ဒုတိယတစ်မျိုးဖြစ်တဲ့ quantitative data, numerical data ကိုလည်းအမားတို့က discrete data နဲ့ continuous data ဆိုပြီးတော့2မျိုးထပ်ပြီးတော့ခွဲပါတယ် discrete data ဆိုတာကတော့ဒီ range မရှိဘူးပေါ့နော်ကိန်းပြည့်ဖြစ်တဲ့ integers ဖြစ်တဲ့ data မျိုးဆိုလိုတာပါဥပမာဆိုလို့ရှိရင်လူတစ်ယောက်2ယောက်အသီးဆိုရင်အသီးတစ်လုံးနှလုံးတစ်ခုနှစ်ခုပေါ့နော်အဲ့လိုမျိုးဒီတီးခြားစီဖြစ်နေတဲ့ data မျိုးကိုdiscrete data လို့ခေါ်ပါတယ်။နောက်တစ်ခုကတော့ continuous data လို့ခေါ်တယ်။ဒီလို data မျိုးကတော့အမှားတို့တသမနဲ့ရှိနေတဲ့ဒီ range ရှိနေတဲ့ data မျိုးဆိုလိုတာပါ။ဥပမာဆိုရင် temperature data တွေ weight တို့ height တို့ data မျိုးကိုဆိုလိုတာဖြစ်ပါတယ်။ဒါဆိုရင်ဒီ measurement point of view အရာအမှားပြောပြခဲ့တဲ့ဒီ data type ၄မျိုးကိုအမှားဒီကားပုံလေးနဲ့နမူနာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကားတစ်စီးရဲ့အယောင်ဒီအယောင်တွေပြီးတော့ condition တွေအဲ့လိုမျိုးဆိုလို့ရှိရင်ဒါကသူက qualitative data အယောင်ဆိုလို့ရှိရင် nominal data ဖြစ်ပြီးတော့ကား condition bad good ဒီလိုမျိုးဒီ order ရှိတာတွေကိုတော့ ordinal data ဖြစ်ပါတယ်နောက်တစ်ခုကားရဲ့ဘိန်းရေအတွက်တို့ကားသွားတဲ့ဒီကီလိုမီတာဒီလိုမျိုးဆိုလို့ရှိရင်ဘိန်းရေအတွက်ဒီတစ်ဘိန်း2ဘိန်း3ဘိန်း4ဘိန်းဒီလိုမျိုး discrete ဖြစ်တဲ့အတွက်ကြောင့်တီးခြားစီဖြစ်တဲ့အတွက်ကြောင့်ဒီလို data ကိုတော့ discrete data လို့ခေါ်ပြီးတော့တသမနောက်က range တွေနဲ့ပါနေတဲ့ travel kilometer ဒီလို data မျိုးကိုတော့ continuous data လို့ခေါ်ပါတယ်ဒါဆိုရင်ဘာကြောင့်အခုလိုမျိုး data types တစ်ခုချင်းစီသိထားတဲ့လဲဆိုတာကိုဆက်ပြီးပြပြသွားပါမယ်အမှားတစ်ခုကတော့အမှားတို့ data cleaning လုပ်တဲ့အခါမျိုးမှာသုံးပါတယ်။အမှား data clean လုပ်တဲ့အခါမှာအမှားတို့ကဒီ data type တွေပါဝင်တဲ့ data တွေမှာဒီ column alike ကိုdata format ကမှန်ဆုံးဖြတ်ပါတယ်။ invalid entries ဖြစ်နေရဆိုလို့ရှိရင်ပြန်ပြီးမှသင့်တော်တဲ့ data format ကိုပြင်တာမျိုးပေါ့နော်။အဲ့လိုနေရာမျိုးမှာ data type တွေကိုသိထားမှ cleaning ကိုကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ data pre-processing လုပ်တဲ့အခါမျိုးမှာဖြစ်ပါတယ်။အဲ့ဒီအခါမျိုးမှာအမှားတို့ missing value တွေဖြည့်တဲ့အခါမှာဆိုလို့ရှိရင်တကယ်လို့ဒီ data ဟာ numerical data ဖြစ်တယ်ဆိုလို့ရှိရင်တော့ကဏ္ဍတွေဖြစ်တဲ့အတွက်ကြောင့်မလို့အမှားတို့က mean တို့ median တို့ကိုသုံးပြီးတော့ missing value ကိုရွေးလို့ရတယ်။သို့တော်လည်းပဲ categorical data မျိုးဆိုလို့ရှိရင်တော့အမှားတို့က mode ကိုရွေးပြီးတော့မှ missing value ကိုဖြည့်သင့်ပါတယ်။ဒါအပြင် data visualization မှာချက်တွေရွေးချယ်တဲ့အခါမှာလည်း data type စုံမှာမူတည်ပါတယ်။ဥပမာ numerical data အတွက်ဆိုလို့ရှိရင် histogram တွေ scatter plot တွေ
line ချက်တွေကိုသုံးပြီးတော့အမှားတို့ပြလို့ရတယ်ဒါပေမဲ့ categorical data ဆိုလို့ရှိရင်တော့ bar ချက်တွေပိုင်ချက်တွေဒါတွေကိုသုံးပြီးတော့ပြတာပို့ပြီးတော့မှတင့်တော်တာပေါ့နော်ဒါအပြင်အမှားတို့ machine learning ရဲ့ဒီ linear regression model တွေ run တဲ့အခါမျိုးမှာဆိုရင်လေ categorical data တွေပါနေပြီဆိုလို့ရှိရင်တော့အဲ့ဒီ data တွေကို one hot encoding ဆိုပြီးတော့မှ data format ပြန်ပြောင်းရတာမျိုးရှိပါတယ်ဒါဆိုရင်တော့ဒီနေ့မှာ data type တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးခွဲခြားရဲဆိုတာကိုနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းဒီ data နဲ့ပတ်သက်တဲ့ knowledge တွေနောက် data science နဲ့ပတ်သက်တဲ့ knowledge တွေအများကြီး sharing လုပ်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို like and subscribe လုပ်ပေးထားပါအောင်နော်